ဟုတ်ကဲ့ဒီနေ့ကျင်းပတဲ့ပြည်ထောင်စုငင်းချဲငီလာခံ17ရာစုပင်လုံငီလာခံကြီးဟာဒီပြည်ထောင်စုကြီးအတွက်အင်မတန်မှအရေးကြီးတဲ့ငီလာခံကြီးလို့ကျွန်တော်ပြောချင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့1940ခုနှစ် February လ12ရက်နေ့တုန်းကကျင်းပခဲ့တဲ့ပင်လုံငီလာခံကြီးအဲ့ဒီပင်လုံငီလာခံကြီးမှာချုပ်ဆိုခဲ့တဲ့ပင်လုံစာချုပ်ကြီးကိုဒီတိုင်းပြည်မှာယနေ့တိုင်အပြည့်အဝကောင်ထေမဖော်နိုင်သေးတဲ့အတွက်ကျွန်တော်တို့တိုင်းပြည်မှာအသည့်60ကျော်ပြီဖြစ်တဲ့ပြည်တွင်းစစ်နဲ့ရင်ဆိုင်နေရပါတယ်ဒီပြည်တွင်းစစ်ကြီးကိုကျွန်တော်တို့အမြန်ဆုံးချုပ်ငင်းပြီးတော့ဘူချောအောင်ဆန်းနဲ့တကွာကျွန်တော်တို့တိုင်းရင်းသားခေါင်းဆောင်ကြီးများပင်လုံမှာမြုံမှန်းခဲ့တဲ့မြုံမှန်းချက်ကြီးကိုအပြည့်အဝကိုအကောင်ထေဖော်နိုင်ဖို့ဒီငီလာခံကြီးကအစပြုတ်ပြီးတော့ကျွန်တော်တို့အကောင်ထေဖော်ပေးနိုင်လိမ့်မယ်လို့ကျွန်တော်တို့အနေနဲ့အများကြီးပဲမျှော်လင့်ပါတယ်အထူးသဖြင့်ကျွန်တော်ကချင်းလူမျိုးဖြစ်ပါတယ်ကျွန်တော်တို့ချင်းလူမျိုးကပင်လုံစာချုပ်ကိုလက်မှတ်ရေးထိုးပြီးတော့ဒီပြည်ထောင်စုကြီးကိုစတင်ထူထောင်တဲ့ပြည်ထောင်စုပိုင်ရှင်လူမျိုးတစ်မျိုးဖြစ်ပါတယ်ထို့အတွက်ကြောင့်ကျွန်တော်တို့ချင်းလူမျိုးကဒီပြည်ထောင်စုကြီးပေါ်မှာဘယ်တော့မှသစ္စာမဖုတ်ဘူးပြည်ထောင်စုကြီးအတွက်အများရန်သစ္စာရှိပြီးတော့ဆောင်ရွက်နေတဲ့လူမျိုးတစ်မျိုးဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ပင်လုံစိတ်သက်နဲ့ငင်းကျွန်တော်တို့ပြည်ထောင်စုကြီးကိုပြန်နေထူထောင်နိုင်ဖို့အတွက်ကျွန်တော်တို့ကကြိုးပမ်းနေပါတယ်ဒီလိုကြိုးပမ်းနေတဲ့ခါမှာလည်းပဲတနိုင်ငံလုံးပိတ်ခတ်တိုက်ခိုက်မှုရစေရေးသဘောတူစာချုပ်မှာကျွန်တော်တို့ပေါ်ပြထားတဲ့အတိုင်းဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုခြေခံတဲ့ပြည်ထောင်စုကြီးကိုနိုင်ငံရေးဆွေးနွေးပွဲရလဒ်နဲ့ငီထူထောင်ဖို့ကျွန်တော်တို့ကစိုင်းပင်းနေတာဖြစ်ပါတယ်ဒီလိုနိုင်ငံရေးဆွေးနွေးပွဲတွေစတင်ပြီးတော့မှကျွန်တော်တို့ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုခြေခံသောပြည်ထောင်စုကိုထူထောင်ဖို့အတွက်ဒီငီလာခံကြီးကအကောင်းဆုံးသောအုတ်မြစ်ကိုချပေးနိုင်လိမ့်မယ်လို့ကျွန်တော်တို့မျှော်လင့်ပါတယ်အထူးသဖြင့်ဒီငီလာခံကြီးရဲ့ရည်ရွယ်ချက်ကအားလုံးပါဝင်၍အားလုံးပိုင်ဆိုင်သောငင်းချမ်းရေးဖြစ်စဉ်ကိုကောင်ထေပေါ်ဖို့ဆိုပြီးတော့ကျွန်တော်တို့ဒီငီလာခံရဲ့ဆောင်ပုဒ်ကိုသတ်မှတ်ထားပါတယ်ဆိုလိုတာကတော့ဒီတိုင်းပြည်မှာရှိတဲ့တိုင်းရင်းသားလူမျိုးပေါင်းစုံပြည်သူလူထုတရားလုံးကနေပြီးတော့ဒီငင်းချမ်းရေးမှာဖြစ်စဉ်မှာဒီငင်းချမ်းရေးဖြစ်စဉ်မှာအားလုံးကိုတိုင်ကိုကြပါဝင်ပြီးတော့လူထုတရားလုံးပိုင်ဆိုင်တဲ့ငင်းချမ်းရေးကြီးကိုကျွန်တော်တို့ဖော်ဆောင်ချင်ပါတယ်လူထုတရားလုံးကဒီငင်းချမ်းရေးဖြစ်စဉ်ကိုပါဝင်ခြင်းလည်းမရှိဘူးပိုင်ဆိုင်ခြင်းလည်းမရှိဘူးဆိုရင်ကျွန်တော်တို့ GCT တန့်ခိုင်မဲတဲ့ငင်းချမ်းရေးကိုကျွန်တော်တို့ထူဆောင်နိုင်မှာမဟုတ်ပါဘူးထို့အတွက်ကြောင့်ပြည်သူလူထုတရားလုံးအားလုံးပါဝင်နိုင်ဖို့အတွက်ဒီငီလာခံပြီးချင်းကျွန်တော်တို့အမျိုးသားစစ်နိုင်ငံရေးဆွေးနွေးပွဲကို NCA တနိုင်ငံလုံးပိတ်ခတ်တိုက်ခိုက်မှုရစေသဘောတူစာချုပ်အတိုင်းဆောင်ရွက်တော့မှာဖြစ်ပါတယ်အဲ့ဒီအမျိုးသားစစ်နိုင်ငံရေးဆွေးနွေးပွဲမှာလူမျိုးအလိုက်တော်၎င်းဒေသအလိုက်တော်၎င်းအကြောင်းအရာလိုက်တော်၎င်းနိုင်ငံရေးဆွေးနွေးပွဲတွေငင်းချမ်းရေးဆွေးနွေးပွဲတွေတနိုင်ငံလုံးမှာဆောင်ရွက်တော့မှာဖြစ်ပါတယ်အဲ့ဒီခါကျတော့လူမျိုးအားလုံးရဲ့အမြင်လူထုအားလုံးရဲ့အမြင်ကိုကျွန်တော်တို့ဖော်ဆောင်ပြီးတော့လူထုအားလုံးပိုင်ဆိုင်တဲ့ပါဝင်တဲ့ငင်းချမ်းရေးစီဖြစ်စဉ်ကျွန်တော်ဆောင်ရွက်ဖို့စိုင်းပင်းနေပါတယ်ထို့အတွက်ကြောင့်လူထုအားလုံးပါဝင်ပေးဖို့ကိုလည်းကျွန်တော်ဒီကနေအလေးနဲ့မေတ္တာရခံပြီးတော့ပန်ကြားလိုပါတယ်အကယ်စလိုက်အနေနဲ့ဘယ်လိုပြင်ဆင်မှုတွေလုပ်လာလဲခင်ဗျာဟုတ်ကဲ့ဒီနေ့ကတော့ကျွန်တော်ကပြည်ထောင်စုငင်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီရဲ့အတွင်းရေးမှူးဖြစ်ပါတယ်ဆိုတော့ညနေပိုင်းမှာပြည်ထောင်စုငင်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ UPDJC အတွင်းရေးမှူးအနေနဲ့ UPDJC ရဲ့လုပ်ငန်းစဉ်တွေကိုကျွန်တော်တင်ပြသွားမှာဖြစ်ပါတယ် UPDJC ဆိုတာဒီနေ့ကျင်းပတဲ့ငီလာခံပါဝင်နိုင်ငံရေးဆွေးနွေးပွဲဖြစ်စဉ်တစ်ခုလုံးကိုဥဆောင်လိုက်ဝင်ကြီးကြပ်မဲ့အဖွဲ့ဖြစ်ပါတယ်အဲ့ဒီကော်မတီရဲ့ဥက္ကဋ္ဌတော့နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်တော်အောင်ဆန်းစုကြည်ဖြစ်ပါတယ်အဲ့ဒီမှာကျွန်တော်တို့အနေနဲ့တွင်းမှုဖြစ်တဲ့တိုင်းရင်းသားတယောက်အနေနဲ့ပါဝင်ခွင့်ရတာလဲဝမ်းသာတယ်လို့ဒီလုပ်ငန်းစဉ်ကလည်းဒီငင်းချင်ရေးဖြစ်စဉ်တစ်ခုလုံးအောင်မြင်ဖို့အတွက်နိုင်ငံရေးဆွေးနွေးပွဲဖြစ်စဉ်တစ်ခုလုံးအောင်မြင်ဖို့အတွက်ကျွန်တော်တို့ညှို့မှန်းထားတဲ့ဘူချောအောင်ဆန်းနဲ့တိုင်းရင်းသားခေါင်းဆောင်တွေပင်လုံကညှို့မှန်းခဲ့တဲ့ဒီမိုကရေစီရေးအမျိုးသားတန်းတူရေးနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရေးတွေကိုအာမခံချက်အပြည့်အဝပေးတဲ့ပြည်ထောင်စုကြီးကိုပြန်နေထူထောင်နိုင်ဖို့အတွက်အင်မတန်မှအရေးကြီးတဲ့ကော်မတီဖြစ်တဲ့အတွက်ဒီကော်မတီမှာပါဝင်တာကျွန်တော်အနေနဲ့ဂုဏ်ယူဝမ်းမြောက်တယ်လို့ဒီညနေလဲဒီအကြောင်းကိုကျွန်တော်တင်ပြသွားမှာဖြစ်ပါတယ်ပြီးတော့မနေ့ပြန်ကြလို့ရှိရင်ကျွန်တော်ကချင်းမျိုးသားတပ်ဦးရဲ့အဖွဲ့ခေါင်းဆောင်အနေနဲ့ဒီငီလာခံကိုတက်ရောက်တာဖြစ်တဲ့အတွက်ချင်းမျိုးသားခေါင်းဆောင်အနေနဲ့ကျွန်တော်တို့ချင်းလူမျိုးတွေရဲ့ညှို့မှန်းချက်ကျွန်တော်တို့ချင်းလူမျိုးတွေရဲ့ပြည်ထောင်စုပေါ်မှာထားရှိတဲ့သဘောထားကျွန်တော်တို့အနာဂတ်ညှို့မှန်းချက်တွေကိုဆက်လက်ပြီးတော့ကျွန်တော်တင်ပြသွားမှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဟုတ်ကဲ့